လုံးစုံများစွာတတ္တဝါရှမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေလို့ကျွန်တော်မြတ်တာများစွာပို့သလိုက်ပါတယ်ခင်ဗျာယခုကျွန်တော်ဒီနေ့ဖျားသွားခြင်းဖျားသွားတော့ကောင်းခြင်းဖျားနေ့လေးမှာခုနှစ်သားသမီးရှင်းနေတဲ့အားလုံးကိုဖျားသွားတဲ့ကုသိုလ်လေးတွေမျှဝေရတဲ့အတွက်ပထမဦးစွာကျွန်တော်ဖျားသွားတိုင်းလိုက်ရိုက်ပြီးတော့မှကင်မရာမန်ကြီးကိုအရန်ကိုကျေးဇူးတင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီမားတာလည်းရှိတယ်လို့မန်တာလည်းရှိမယ်။တို့ပေသည်ကျွန်တော်ဒီ line ပေါ်မှာ public မှာရှာပြတဲ့အရာလေးတွေဒီကောင်းခြင်းဖြာလေးတွေရှာပြခွင့်ရတဲ့အတွက်ပထမဦးဆုံးကင်မရာမန်ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ကျွန်တော်ပြုသူများကုသိုလ်တွေလည်းတတ်တော်အလုံးစုံရရှိပါစေလို့ကျွန်တော်မေတ္တာတွေဖြာပို့တာပါတယ်။ခုနှစ်သားသမီးရှင်းနေအားလုံးလူတရာပြည့်ကြပါစေကဲဆိုဘေးစုအန်ဒီရဲ့ဆိုဘေးပေါင်ချမ်းပေါင်အန်ဒီရဲ့ပေါင်းစုများကင်းဝေးပါစေခင်ဗျာစိတ်ဆင်းရဲကင်းပါစေမိသားစုတိုင်းစိတ်ရှမ်းသာခြင်းကိုယ်ရှမ်းပါခြင်းဒုက္ခရှမ်းသာအဖျားဖျားနဲ့ပြည့်စုံကြွားရရှိခံစားဆန်းစားနိုင်ကြပါစေလို့ကျွန်တော်မြတ်တာအမြဲတမ်းပို့တဲ့ထဲမှာအမြဝေတဲ့ထဲမှာအားလုံးတတ္တဝါတွေပါပါတယ်ခင်ဗျာကျွန်တော်ပို့ထားတဲ့မြတ်တာတွေအားလုံးကိုလည်းအားလုံးရရှိပြီးလူသားရတဲ့ဘဝတွေပိုင်ဆိုင်ပြီးမိသားစုတိုင်းမှာစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့စီးပွားလက်လာပါများလဲဒီရေအလားတိုးပွားကြတဲ့လူတွေဖြစ်ပါစေခင်ဗျာလို့မြတ်တာပို့ပါတယ်အားလုံးကြကြသမီးအမြယူတော်မူကြပါဦးနော်တာအားလုံးကြကြသမီးအမြယူတော်မူကြပါဦးနော်တာယခုလိုကင်မရာဘိုင်းလိုက်ရိုက်ပေးတော့ကျွန်တော်ပြောပါတယ်ကိုရိုက်လို့တင်မှာမလားဘာဖြစ်လဲညီလေးရဲ့တဲ့ဖျားသွားတာပဲကောင်းတဲ့လုပ်ကလေးလိုင်းမော်တင်တာပို့ပြီးတော့စက်တီမင်္ဂလာဖြာပြည့်စုံပါတယ်ဆိုလို့ကျွန်တော်အခုဆိုဒီပဋ္ဌာန်းပူဇော်တာ10နှစ်ပြည့်တော့မယ်ပေါ့နော်10နှစ်ပြည့်ခံနေပါပြီကျွန်တော်ကိုလုပ်တဲ့အလုပ်တွေပေါ့နော်ဒီလိုင်းမော်တင်ရမှာအရန်ရှက်တဲ့လူတယောက်ပါရှက်တယ်ဆိုတာကဒီလိုင်းမော်တင်ရင်လို့ဒီလုပ်ကိုလုပ်ပြရတယ်ဆိုတာဖြစ်မှာကြောက်လို့မရိုက်ဘူးပေါ့နော်တို့ပေမိကင်မရာမန်အကိုလိုက်ပြီးတဲ့ရိုက်ပေးပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ကိုမြတ်တာလေးဝိုင်းပြီးတော့မှ comment လေးတွေမှာပို့ကြတာကိုပီတိဖြစ်မိတာတော့အမှန်ပါပဲခင်ဗျာအဲ့ဒီအတွက်အားလုံးပဲကျမ်းမာချမ်းသာကြပါစေရွှေနေပြီပါအိမ်ပြန်တော့နေအခုကဆောင်းနေဆိုတာဆိုတော့9နာရီပဲဆိုမှောင်းလို့တော့လာတော့တော်မှောင်းနေပါမယ်ကားကိုလည်းကြီးဆိုင်နေပါတယ်အားလုံးနဲ့တော့ကျွန်တော်ကြည့်နေရမှာချက်ပြရပါ
ထန်းရည်ယူပေးနေတာပါခင်ဗျာဒါကျွန်တော်ပေါ့နော်အရင်တစ်ပတ်တည်းပတ်တည်းလာတဲ့ခါကျတော့ဒီမှာပထန်းပူဇော်နေကြတာပေါ့နော်ပထန်းပူဇော်နေကြတာဒါတွေကကျွန်တော်ကင်မရာမန်ကြီးကကျွန်တော်ကင်မရာမန်ကြီးကျွန်တော်အကိုကကျွန်တော်ပထန်းရည်ယူပေးနေတာပါဒါတော့ဟေရုပစ္စည်းကနေစပြီးတော့မှအာဝိကတာပစ္စည်းရောဟောဒီဆိုတဲ့စီရီနည်းနည်းယူပါပေါ့နည်းနည်းပြည့်စုံယူပါပေါ့နော်24ပစ္စည်းတကယ်ကျေးဇူးတင်ပါတယ်ကင်မရာမန်ကြီးကကျွန်တော်ရိုက်နေတဲ့အချိန်ကျွန်တော်ဖျားဝတ်တက်နေတဲ့အချိန်မှာလည်းအမြဲတမ်းကူညီပြီးတော့ကျွန်တော်တော့မသိလိုက်ဖုန်းလေးယူပြီးရိုက်ပြီးအခုလည်းကျွန်တော်လူမျိုးကူညီပေးရကျေးဇူးတင်ပါတယ်အခုဆိုတာအာဝိကတာပစ္စည်းရောအာတိဝနပစ္စည်းရောအစုံလုံးရပါပြီခင်ဗျာကဲကင်မရာမန်ကားလေးပဲထည့်ရုပ်ကားလို့ရှာထားတယ်ကင်မရာမန်ကြီးဟုတ်ကားလေးထည့်ပါဟုတ်ပဲဟုတ်ပထမပစ္စည်းဆိုဟိုအလေထဲမှာထည့်လိုက်ပါလောက်ပါထည့်ကင်မရာမန်ရှက်နေသူကရှက်နေပါကားလေးဝင်ပါပြီကားလေးဝင်တဲ့အချိန်မှာကင်မရာမန်ကြီးကားလေးဝင်နေပါပြီဟုတ်တယ်